Hello အားလုံးပဲမင်္ဂလာပါကျွန်မကတော့ရှင်မော်လီကေစာပဲရဲ့လောရာဒေါ်ရီမော်စောဖြစ်ပါတယ်ကျွန်မဒီနေ့ဆွေးနွေးလို့တဲ့အကြောင်းအရာလေးတွေอ่ะပေါ့လေယခုနောက်ပိုင်းတွေ့ရတယ်ကျွန်မကမိန်းကလေးရှိနေဖြစ်တဲ့အတွက်မိန်းကလေးတွေအနေနဲ့ပေါ့လေเนาะအခုနောက်ပိုင်းထိခိုက်နေတာလေးရဲ့အရာလေးတွေရှိတယ်အဲ့အတွက်ပေါ့လေတတိပေးချင်တာပေါ့အခုနောက်ပိုင်းကောင်းလေးတွေကောင်းပါလေးတွေကြိုက်ကြတယ်ကြိုက်တယ်လို့မပြောချင်ဘူးချစ်သူတမီးသားဖြစ်တယ်ပေါ့လေးလေးနဲ့ပြောမယ်ဆိုဆယ်စုနှစ်တစုကျော်လောက်တော့၎င်း5နှစ်တာတော့၎င်းအဲ့ထက်မကအဖြစ်တယောက်နဲ့တယောက်ကလည်းနှစ်ဖက်အတိုင်းဝိုင်းပြီးတွဲတယ်ပြီးရင်လက်ထပ်ပုံရန်တီယူရတဲ့အဲ့ဒီနောက်မှာကောင်းလေးတွေကပေါ့လေကြားလာတဲ့အခါမှာဒီတမီးတွေကိုသူတို့နေနေညင်းငွေလာတာအိမ်အောင်တဲ့ဆိုရင်တော့မှအိမ်အောင်လေးကိုညင်းငွေလို့ဖောက်ပြန်တဲ့အရာတွေလုတ်တဲ့လူကတော့ဒီလူအပစ်ရှာလုံးပါပဲသို့တော့ဒါကိုပြောချင်တာမဟုတ်အဓိကပြောချင်တဲ့အကြောင်းအရာကဒီလိုမျိုးနှစ်ပေါင်းများစွာတော့မှဒီလူတယောက်ကိုကောင်းမလေးတွေကပေးဆက်နေပြီမဲ့သူတို့နေနေတာဆိုတော့ဒီကောင်လေးတွေကကောင်းမလေးတွေယူဖို့ကမယူချင်လာတာအဲ့လိုနှစ်ကြာလိုက်မယူဖို့ရခိုင်တယ်သူတို့ဘက်ကများလာတာတန်ရောစင်တိဆောက်တာဆိုပေမဲ့တကယ်ယူရတဲ့အတွေ့အကြုံတွေကတော့တစ်မျိုးပေါ့လေနော်မယူသွားပဲနဲ့ပတ်ရှောင်ပြီးတော့ reason တွေအကြောင်းပြချက်တွေပြီးနေတဲ့အရာတွေကများလာတဲ့အခါမှာမိန်းကလေးတွေဖြစ်တဲ့ကျမတို့ကပို့ပြီးတော့ထိခိုက်မျက်နှာရတယ်ပေါ့လေနော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာမိန်းကလေးတွေမှာတရားစွဲရင်ရောအဆက်ကုန်တိခါတွေကြမှာလားဆိုရင်တရားမစွဲရင်လည်းအဆက်ကုန်တိခါကြမှာအဲ့အတွက်အမှုကိုအားပေးတာလားအမှုကိုအားပေးတာတော့မဟုတ်ဘူးကိုယ်အနေနဲ့ကိုယ်စိတ်ကုန်တိခါကိုထိခိုက်နေတာအောင်လုပ်တယ်ကိုယ်ကိုလက်ထပ်မဲ့ပါမယ်နှစ်ဖက်တိုင်းဝိုင်းတည်တော့လည်းကောင်းဆိုရင်အဲ့လိုမျိုးတည်တဲ့အခါမှာကိုယ်အနေနဲ့လက်မထပ်လိုက်ရတဲ့အတွက်ပြောချင်တယ်အတင်းရယူတာမဟုတ်ကိုထိခိုက်နေတာအောင်လုပ်ခဲ့တဲ့လူကိုတယောက်ကိုဒီတိုင်းတော့မထားစေချင်ဘူးအဲ့လိုမျိုးဆိုရင်သူတို့အနေနဲ့နောက်ထပ်မိန်းကလေးတွေကိုအဲ့လိုမျိုးပဲကျူးလွန်နေမှာဒီလိုပဲအပြောကြံနေမှာပဲအဲ့အတွက်အဓိကကဘာလဲဆိုတော့အဲ့လိုလူတွေကိုသူတို့အနေနဲ့ရော်ကြီးရယ်လို့ရအောင်သူတို့နင်းနေနာအောင်ကိုအတွက်ပြန်ပြီးတော့ငွေကြေးတော်လည်းကောင်းဒါမှမဟုတ်ရင်ကိုပြန်ပြီးတော့လူသိရှင်ကြားတရားဝင်တောင်းပန်တာတော်လည်းကောင်းလှုပ်စီခြင်းတယ်ပေါ့လေနော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုလေးနှစ်ပေါင်းများစွာအနေနဲ့တွဲလာတဲ့အမျိုးသမီးတွေကြတော့ဒီတိုင်းရှော့ပေးလိုက်ရရင်အဆင်ပြေမလို့လေနော်ဒါလေးကိုဒီနေ့ပြောချင်တာနောက်ပိုင်းမှာလည်းဒီ case ဒီလိုဒီချက်ဆိုတဲ့ဒီပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ပတ်သက်ဆွေးနွေးသွားပါမယ်နော်